မြန်မာနိုင်ငံ၏ရှေးကြားဆုံးရုပ်ဆောင်ကျောင်းတော်ကြီးကိုရွေးချယ်ပါဖြေမှန်ကတော့ရွှေနန်းတော်ကျောင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏ရှေးအကြာဆုံးကျောက်စာကိုရွေးချယ်ပါအဖြေမှန်ကတော့ဖြူဂစ်ကျောက်စာပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏အကြီးဆုံးဘေးမဲ့တော်ကိုရွေးချယ်ပါအဖြေမှန်ကတော့ဟူးကောင်းချွိုင်ဝေါဘေးမဲ့တော်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏ပထမဆုံးသောရေအားလျက်စစ်စီမံကိန်းသည်မြစ်ရေအားလျက်စစ်စီမံကိန်းဖြစ်ပါသလဲအဖြေမှန်ကတော့မန်စံရေအားလျက်စစ်စီမံကိန်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတသည်မည်သူဖြစ်ပါသလဲအဖြေမှန်ကတော့သမ္မတဆက်ရွှေတိုက်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ်သည်မည်သူဖြစ်ပါသလဲအဖြေမှန်ကတော့ဝန်ကြီးချုပ်အုံးနုပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာ UNESCO အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံသည်မည်သည့်နိုင်ငံဖြစ်ပါသလဲအဖြေမှန်ကတော့အီတလီနိုင်ငံပဲဖြစ်ပါတယ်မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာစတင်ထွန်းကားရာနေရာသည်မည်သည့်နေရာဖြစ်ပါသလဲအဖြေမှန်ကတော့တထုံပဲဖြစ်ပါတယ်ရုံးလိပ်ငါးတို့တွင်ရှာမရှိသောတတဝါကဘယ်တတဝါလဲအဖြေမှန်ကတော့ငါးပဲဖြစ်ပါတယ်ကမ္ဘာပေါ်တွင်ရရှိရန်ခက်ခဲသောတွင်းထွက်ရတနာမှာမည်သည့်ရတနာဖြစ်ပါသလဲအဖြေမှန်ကတော့စိတ်ပဲဖြစ်ပါတယ်ကမ္ဘာအမြင့်ဆုံးအဆောက်အဦသည်မည်သည့်နိုင်ငံတွင်တည်ရှိပါသလဲအဖြေမှန်ကတော့ဒူဘိုင်းနိုင်ငံပဲဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးတစ်တော်သည်မည်သည့်တစ်တော်ဖြစ်ပါသလဲအဖြေမှန်ကတော့အမေဇုံတော်ဖြစ်ပါတယ်နေ၏အလင်းရောင်သည်ကမ္ဘာမြေပေါ်သို့ကျရောက်ရန်အချိန်မီမျှကြာသလဲအဖြေမှန်ကတော့10မိနစ်ပဲဖြစ်ပါတယ်နေအဖွဲ့အစည်းတွင်ဂျိုကြီးဘယ်နှလုံးရှိပါသလဲအဖြေမှန်ကတော့10လုံးပဲဖြစ်ပါတယ်နေအဖွဲ့အစည်းအတွင်းရှိဂျိုကြီး10လုံးအနက်အကြီးဆုံးဂျိုကမည်သည့်ဂျိုဖြစ်ပါသလဲအဖြေမှန်ကတော့ဂျူပီတာဂျိုပဲဖြစ်ပါတယ်
မြန်မာနိုင်ငံ၏ပထမဆုံးသောနန်းမြို့ရိုးသည်မီလီတိနန်းမြို့ရိုးဖြစ်ပါသလေ အဖြေမှန်ကတော့တရေခိထရနမ်းမျိုးရိုးပဲဖြစ်ပါတယ်မြမစာပေလောက၏ပထမဆုံးထိပ်သီးစာဆိုတာသူသည်မိသူဖြစ်ပါသလဲအဖြေမှန်ကတော့လက်ဝဲတုံဒရာအမကြီးပဲဖြစ်ပါတယ် မြန်မာနိုင်ငံ၏အရှိဆုံးကမ်းရိုးတန်းသည်မြည်သည့်ကမ်းရိုးတန်းဖြစ်ပါသလဲ အဖြေမှန်ကတော့တနင်္လာရီကမ်းရိုးတန်းပဲဖြစ်ပါတယ် မြန်မာနိုင်ငံ၏ပထမဆုံးတက္ကသိုလ်ကိုရွေးပါအဖြေမှန်ကတော့ရန်ကုန်တက္ကသိုလ်ဖြစ်ပါတယ်ဈေးအကြီးဆုံးတက္ထုကဘယ်တက္ထုလဲအဖြေမှန်ကတော့ရိုဒီယန်တက္ထုဖြစ်ပါတယ်မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်ကဘယ်တောင်လဲအဖြေမှန်ကတော့ခါကာဘူရာစီတောင်ဖြစ်ပါတယ်မြန်မာနိုင်ငံ၏အကြီးဆုံးကျွန်းကဘယ်ကျွန်းလဲအဖြေမှန်ကတော့ရမ်းပြဲကျွန်းဖြစ်ပါတယ်